သမီးအသက်8နှစ်ပြည့်မွေးနေ့တုန်းကအမေကသမီးရဲ့စပင်တွေကိုအကြမ်းပလန်ဆွဲပြီးပေးရင်းနားထဲကနေအခုထိမထွက်တဲ့စကားတစ်ခုကိုပြောခဲ့တယ်။နင်သာသူ့ကိုတတ်မပစ်ခဲ့ရင်နင့်ရဲ့အမွှညီမလေးကနင့်ထက်အဆဆရာသားလုံးမအမေကစင်ပေါ်မှာတင်းငယ်တဲ့ခေါင်းတလားတပ်ပုံလေးတစ်ပုံကိုအမြဲတင်ထားပြီးညတိုင်းသမီးကိုအဲ့ဒီတပ်ပုံကိုနန်းခိုင်းတယ်သူ့အသက်ကိုလူယူခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်လို့ပြောလိုက်တဲ့သမီးကကလေးပဲရှိသေးတော့ငါကြောင့်ငါညီမလေးတေးရတာဆိုပြီးကိုအပြစ်တင်စိမ့်နဲ့အမေပြောသမျှကိုယုံခဲ့တာပေါ့ဒါပေမဲ့သမီးအသက်26နှစ်အရွယ်ခရစ်စမတ်မှာတော့အရာအလုံးပြောင်းပြန်ဖြစ်သွားခဲ့တယ်သမီးရဲ့အခင်းဆုံးတငယ်ချင်းကဒနာစစ်ဆေးတဲ့ကိရိယာတစ်ခုလက်ဆောင်ပေးခဲ့လို့စစ်ချီယာကနေထူးဆန်းတဲ့ရလက်တစ်ခုထွက်လာတယ်။ကိုက်ညီမှုရှိသည်မောင်နှမဖြစ်နိုင်ခြေရှိသည်တဲ့မွေးကလေးကတေးဆုံးသွားခဲ့ပြီဆိုတဲ့သမီးရဲ့တူးလေးတော့အမွှညီမလေးကအသက်ရှင်နေတာလား။သမီးလည်းရင်တုံနဲ့အဲ့ဒီအကောင့် profile ကိုနှိပ်ကြည့်လိုက်တော့သမီးနဲ့မွေးနေ့လဲတူရုပ်ချင်းလဲအုပ်စုပ်ချွတ်တူတဲ့ဘိုင်းလက်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကသမီးကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်။သူမရဲ့မွေးမိခင်ကအမွှနှစ်ယောက်ကိုမကြွေးနိုင်လို့ဆိုပြီးသူမအသက်3ရက်သားအရွယ်မှာပဲအခုမိဘတွေကမွေးစားခဲ့တာလို့သူမကသမီးကိုပြောပြတယ်။သမီးဒေါသတကြီးနဲ့အမေအိမ်ကိုကားမောင်းသွားပြီးဘိုင်းလက်ကြောင်မိတဲ့အခါအမေကတွေးရင်းနဲ့လောင်ရဲရဲသူကနင့်ရဲ့အပြစ်ရှိစိတ်ကိုအတုံးချပြီးလိန်စားနေတဲ့အလိန်ညာမှာပဲနင့်ညီမလေးကတေးသွားပြီးသူပထမဆုံးအသက်တောင်မရှိရသေးခင်မှာနင်ကချက်ကျိုးနဲ့သူ့လေပင်ကိုရစ်ပတ်ပြီးတက်ပစ်ခဲ့တာတဲ့ဒါပေမဲ့အမှန်တရားကိုဖုံးကွယ်ထားလို့မရပါဘူးညတညမှာဘိုင်းလက်ကငိုတံမာကြီးနဲ့သမီးစီဖုံးဆက်လာတယ်ငါမိဘတွေကငါ့ကိုဒေါ်လာ30တူညာနဲ့ဝယ်ခဲ့တာတဲ့သူမပို့ပေးတဲ့မွေးစားစာရွက်စာတမ်းရဲ့အောက်ခြေမှာအမေရဲ့လက်မှတ်ရှိနေပြီးဘေးမှာဘိုင်းလက်6ပေါင်2အောင်စာကျမ်းမာသည်လို့အသေးချရေးထားတယ်